ဒါကတော့ Oppo A58 4G အလုံးလေးကို FRB လော့ဖြည့်တာဖြစ်ပါတယ် Oppo A58 4G အလုံးတွေမှာကကျွန်တော်ဒီ Unlock 2နဲ့ရိုးရိုးတန်းတန်း Blue Black key နဲ့ Minus key ကိုနှိပ်ပြီးတော့ကြိုးထိုးမယ်ဆိုရင်သူက Preloader ကိုမသိပါဘူး Preloader မသိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဖုန်းကိုပေါ့နော်ဒီနောက်ဖုန်းခွာပြီးတော့ကျွန်တော်တက် point ထောက်ရပါတယ်ထောက်တဲ့တက် point ကိုလည်းဒီကျွန်တော်TikTok အကောင့်ထဲမှာတင်ပေးထားရပေါ့နော်ဓာတ်ပုံလေးတင်ပေးထားတယ်တကယ်လို့ Oppo A58 လောလာဖြစ်တယ်ဆိုရင်အဲဒီဓာတ်ပုံလေးကိုကြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီမှာဒါပေမဲ့ကျွန်တော်ကတက် point ထောက်တယ်တက် point ထောက်ပြီးတော့ပေါ့တီသွားတယ်ပေါ့နော်ပေါ့တီသွားပေမဲ့ကျွန်တော်ဖေးသွားတယ်ဗျာဒီ Unlock 2ကUnlock 2မှာပါတယ်ပေါ့နော်ပါတဲ့ Oppo A58 ကနေပြီးတော့သွားဖြည့်တာပေါ့နော်အဲ့မှာဖေးသွားတယ်ပေါ့တော့တီးတယ်ပေါ့တီးပေမဲ့ဒီကောင်ဖေးသွားတာကိုကျွန်တော်ကcustom preloader နဲ့ပေါ့နော် custom preloader နဲ့ထည့်ပြီးတော့ဖြည့်လိုက်တော့အဆင်ပြေသွားတယ်ဗျာအဲ့ဒါဘယ်လိုဖြည့်မလဲဆိုတော့ကျွန်တော်တို့ကဒီ MTK တက်ကိုသွားမယ်ဗျာအဲ့မှာ preloader ကျွန်တော်တို့ကရွေးပေးမှာပေါ့နော်ဒီ Unlock 2ထဲမှာတော့မပါဘူးပေါ့ဒါကျွန်တော်အပြင်က download ဆွဲထားတာပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ရွေးပေးမှာပေါ့နော်တက်ပိုင်ကတော့ကျွန်တော်ဒီဓာတ်လေးနဲ့ချစ်ကားတယ်ပေါ့နော်သူကအောက်မှာဖုံးထားတာပေါ့ကျွန်တော်ကတော့ဓာတ်လေးနဲ့ချစ်ထားတယ်ပေါ့ပုံလေးကြည့်ရင်တော့ဒီTikTok အကောင့်ထဲမှာတင်ပေးထားတယ်နော်โอเคကျွန်တော်တက်ပိုင်ပြန်ထောင်မယ်ဒါဆိုတော့ဒီထွက်သွားမှာဖေးတယ်ပေါ့နော်ဒီcustom preloader နဲ့မလုပ်ခင်တော့အခုကတော့မဖေးတော့ပါဘူးဒါဆိုရင်FRB လောက်ပြုတ်သွားပါပြီအခုကျွန်တော်တစ်ချက်စောင့်ကြည့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးအလုံးလာလို့အလုံးတွေပါဖြည့်ရရှိလို့ဒီ preloader file တွေပါမရှိရင်လည်းလာပြောလို့ရပါတယ်ကျွန်တော်ဒီလိုမျိုးဖုန်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတင်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ TikTok အကောင့်လေးကိုလည်း follow လေးလုပ်ထားပေးပါဦးโอเคဒါဆိုရင်တော့တက်လာပါပြီโอเคရသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်